Hello ဒီနေ့ကတော့ unboxing ခြင်းလေးပဲဖြစ်ပါတယ်။အမဆိုရစင်ကာပူကနေပြီးတော့ဝယ်လာတဲ့ Gentle Monster နှစ်လက်ကို unboxing လုပ်ပြမှာဖြစ်ပါတယ်။ဒီဗီဒီယိုလေးမှာတော့ပထမဆုံးတစ်လက်ကိုပဲအရင် unboxing လုပ်ပြမှာဖြစ်ပါတယ်။သူက$10နဲ့ဆိုလို့ရှိရင် test ကပါ390ဝန်းကျင်လောက်တော့ရှိပါတယ်။ Ta-da! ဘူးထဲမှာတော့သူရဲ့serial number ပါတဲ့ card လေးရယ်ပြီးတော့ fiber cloth တုံးစားလေးရယ်နဲ့ပြီးတော့ဒီလို leather case လှလှလေးနဲ့လာပါတယ်စပြီးထုတ်ကြည့်ပါတော့မယ်ထထထန်ဒီလိုမျိုးလေးအိတ်ဆွလေးကိုဖြုတ်ပြီးတော့သူဘေးနားမှာလုံးဝ Gentle Monster design နဲ့ဘေးကိုင်းလေးပေါ့နော်ဘေးကိုင်းလေးကလည်းအရောင်လှတယ် texture လည်းအရောင် fine texture fine touch နဲ့လုပ်ထားတယ်စိတ်သားလုံးဝချောမွတ်ပြီးတော့လုံးဝပေါ့ပါပြီးတော့အရောင် light weight ဖြစ်တဲ့မျက်မှန်လေးပေါ့နော်အရောင်မိုက်ပါတယ် boosting မျိုးစုံပေးပါတယ်ဒီလိုမျိုးအပြင်မှာလည်းရှောက်ထမ်းမဲ့ပုံစံမျိုးနဲ့လည်း light ဖက်တဲ့မျက်မှန်ပုံစံလေးပေါ့နော်ခုတက်ပြတာက Bonnie ဆိုတဲ့ model လေးပါသူက guide မျိုးစား model မျိုးစုံရှိရဆိုတော့လေရှမ်းမိုက်ပြီးတော့ရန် wrist နေတဲ့ပုံစံနဲ့အရောင်လန်းနေပါတယ်သူကဂျန်နီတက်တဲ့ပုံစံမျိုးပေါ့နော်ဘယ်လိုပုံ shape ကိုမှဂျင်းတဲ့လိုမျိုးအရန်မသေးပဲနဲ့နည်းနည်းလေး size ကြီးကြိုက်တဲ့မမတွေရောကိုကိုတွေရောအတွက်ရောင်မိုက်တဲ့ unisex spring လေးဖြစ်တယ်နော်ဂျင်းနေနဲ့ဆိုရင်တော့ design ရော quality ဘိုင်းရော10ပေးပါ see you in next video